ခမရတို့တနေ့ကို900ကျပ်လောက်ထဲနဲ့တနေ့ကုန်ဘိုက်ပြဖို့ကြိုးစားခဲ့ဘူးလားဘိုက်ရမ်းစနေပြီမဲ့အိမ်ပြန်ဖို့ဗစကားကမရှိမှဆိုလို့သမင်မစားပဲလမ်းလျှောက်ခဲ့ရတဲ့ညတွေရောခမရတို့မှရှိဘူးလားအခုတော့သူဟာကမ္ဘာအကြီးဆုံးစင်မြင့်တွေပေါ်မှာထောင်ပေါင်းများစွာသောလူတွေရဲ့အော်ဟစ်အားပေးမှုကိုခံနေရတဲ့ BTS ရဲ့ရှူကားပါပဲဒါပေမဲ့ဒီအလင်းရောင်တွေရဲ့နောက်ွယ်မှာသူဟာဆိုင်ကယ်အက်ဆီဒန့်ဖြစ်လို့ပခုံးပြုတ်နေတာတော့အလုပ်ပြုတ်မှကြောက်လို့ဒဏ်ရာကိုဖုံးကွယ်ခဲ့ပြီးကားခဲ့ရတဲ့ delivery ကောင်လေးတယောက်ဖြစ်ခဲ့ဘူးတဲ့ဆိုတာခင်ဗျားတို့ယုံမလားမင်းဂီတလုပ်ရင်မိသားစုကိုဒုက္ခပေးလိမ့်မယ်လို့ပြောခံရတဲ့ဒီကူကကောင်လေးတယောက်ဟာဘလို့လုပ်ပြီးကမ္ဘာဂီတလောကရဲ့ထိတ်ဆုံးကိုတက်လှမ်းနိုင်ခဲ့တာလေဒီနေ့တော့ခင်ဗျားတို့ကိုမင်းယုံကြည်ရဲ့အမှောင်ဆုံးအတိတ်တွေနဲ့တောက်ပါဆုံးအနာဂတ်ကြောင်းတွေကိုပြောပြပါမယ်ယုံကြည်ဟာဒီကူမျိုးရဲ့ဆင်းရဲတဲ့မိသားစုတစ်ခုမှမွေးဖွားခဲ့တာပါသူ့မှာဂီတအိမ်မက်ရှိခဲ့ပေမဲ့သူ့မိဘတွေကတော့ဒါကိုလုံးဝလက်မခံခဲ့ပါဘူးသူ့ရဲ့တခြင်းစာအုပ်တွေကိုမိဘတွေကမီးရှို့ပစ်ခဲ့တဲ့အထိခါးသိခဲ့ပါတယ်ဒါပေမဲ့ယုံကြည်ကတော့အရှုံးမပေးခဲ့ပါဘူးအသက်73နှစ်အရွယ်မှာသူဟာစန်းနေရတီးတာနဲ့တခြင်းဆက်ထားကိုကိုယ်တိုင်သင်ယူခဲ့တယ် underground rapper မှာ blue ဆိုတဲ့နာမည်နဲ့လှုပ်ရှားခဲ့တော့ကသူဟာတခြင်းတစ်ပုတ်ကိုရောင်းဖို့အတွက်မျိုးနှံလမ်းလျှောက်ခဲ့ရတဲ့သူပါတခါတလေတခြင်းတစ်ပုတ်ကို9ဝန်းလောက်နဲ့ရောင်းဖို့တော့မနေကြိုးစားခဲ့ရတယ်တခါတလေမှာတော့တခြင်းစာသားတွေလက်ကားလိန်ခံခဲ့ရပါတယ်သူ့ဘဝရဲ့အဆိုးဆုံးချိန်တွေမှာသူဟာရွေးချယ်မှုတစ်ခုကိုအမြဲလုပ်ခဲ့ရတယ်2010ပြည့်နှစ်မှာသူဟာ Big Hit ရဲ့ training အဖြစ်ရှိုးကိုရောက်လာခဲ့ပါတယ်ဒါပေမဲ့ကုမ္ပဏီကဆင်းရဲတဲ့အချိန်မို့သူ့မှာထောက်ပံ့ခြင်းမရှိခဲ့ပါဘူးယုံကြည်ဟာကျောင်းစည်းနဲ့နေထိုင်စည်းအတွက်ညဘက်တွေမှာကုမ္ပဏီကခိုးထွက်ပြီး delivery အလုပ်ကိုလုပ်ခဲ့ရပါတယ်တညမှာတော့မိုးရီရမ်းရွာနေတော့ဆိုင်ကယ်စီးရင်ကားတစ်စီးနဲ့တိုက်မိပြီးသူ့ရဲ့ပခုံးဟာအစ်စ်ပြုတ်သွားခဲ့ပါတယ်ဒီနေရာမှာတကယ်ရင်နာဖို့ကောင်းတာကသူဟာဆေးရုံကိုမသွားခဲ့ပါဘူးသူ့ရဲ့ပခုံးကအရမ်းနာနေပေမဲ့ငါတန်ရာရနေတာကုမ္ပဏီကတည်သွားရင်ငါ့ကိုအဖွဲ့ထဲကထုတ်ပစ်လိမ့်မယ်ဆိုတဲ့ကြောင်းစိတ်ကသူ့ကိုလွှမ်းမိုးထားခဲ့တာပါသူဟာအဲ့ဒီပခုံးနာကြီးနဲ့ပဲ diffuse state ကိုကားခဲ့ရတယ်ကဘာလက်ဖြော့ပေးပွဲတွေကိုလုပ်ခဲ့ရတယ်။ကျွန်တော်တို့စဉ်းစားကြည့်ပါ။ရှင်ပေါ်မှာအယမ်းမြန်တဲ့ကားကွက်တွေကိုကနေတော့ကသူ့ရဲ့ပခုံးကဘယ်လောက်တောင်နာကျင်နေမလဲ။ဒါပေမဲ့သူဟာပြိသက်တည်းရဲ့ရှေ့မှာတစ်ခါမှမျက်နှာပြတ်မပြခဲ့ပဲရှစ်နှစ်ကျော်ကြာအောင်ဒီလိုဝက်ချက်ကိုအန်ကျိတ်ဖုံးကွယ်ခဲ့တာပါ။ BTS အောင်မြင်လာတာနဲ့အမျှရှုကားရဲ့ရင်ထဲမှာအမောင်တို့တွေကပုံများလာခဲ့ပါတယ်။တစ်ခါတုန်းကဖြော်ပြပွဲတစ်ခုမှာပြိသက်တည်းအများကြီးကိုတွေ့တဲ့အခါသူဟာကြောက်လန့်ပြီးအိမ်သာထဲမှာပုန်းနေခဲ့ရတဲ့အထိစိတ်ပိုင်းဆိုင်ရာထိခိုက်ခဲ့ပူပါတယ်။သူ့ရဲ့ဆိုလိုသူဟာဒီနာကျင်မှုတွေကိုအကုန်ဖွင့်ချလိုက်ပါတယ်။ငါရဲ့ယဉ်ဤဆုံးတငယ်ချင်းကစိတ်ကြယောဂပဲလို့သူကတခြင်းထဲမှာထည့်ဆိုခဲ့တယ်။ရှုကားဟာကဘာကျော်ကျဲပွဲတစ်ယောက်ဖြစ်နေပေမဲ့သူ့ကိုယ်သူဒီကူကအပေခံကောင်လေးလိုပဲခံစားနေရတာပါ။ဒါပေမဲ့သူဟာဒီနာကျင်မှုတွေကိုတခြင်းအဖြစ်ပြောင်းလဲခဲ့ပြီးလူတန်းပေါင်းများစွာကိုနှစ်သိမ့်ပေးခဲ့ပါတယ်2020ပြည့်နှစ်မှာတော့သူဟာမခံမညက်နိုင်တော့တဲ့အတွက်ပခုံးခွဲစိတ်မှုခံယူခဲ့ရပါတယ်အဲ့ဒီအချိန်မှာသူဟာအဖွဲ့ဝင်တွေနဲ့အတူဖျော်ဖြေပွဲတွေမတက်နိုင်ပဲအိမ်မှာနားနေခဲ့ရတယ်ဒါဟာသူ့အတွက်တော့ပြန်လည်မွေးဖွားခြင်းပါပဲသူဟာတိတ်ကနာကျင်မှုတွေကိုတွက်ချခဲ့တယ်သူ့ရဲ့ဆိုလိုတော်ဒီဒေးမှာသူဟာပရိသတ်တွေရှေ့မှာအားရပါးရငိုခဲ့တယ်လို့အားရပါးရလည်းရေခဲ့ပါတယ်တစ်ချိန်ကသူ့ကိုမအောင်မြင်ဘူးလို့ပြောခဲ့တဲ့သူတွေဂီတမလုံးနဲ့လို့တားခဲ့တဲ့သူတွေသူကလက်တွေ့အောင်မြင်မှုတွေနဲ့ပါးရိုက်ပြလိုက်တာပါပဲအခုတော့သူဟာBTS ရဲ့ရှုကားတာမကပဲကဘာကအသိမှတ်ပြုရတဲ့ producer မင်းယုံကြည်ဖြစ်ခံညားစွာရက်တည်နေပါပြီရှုကားရဲ့ဘဝကကျွန်တော်တို့ကိုဘာတွေတင်ပေးတယ်လဲမင်းရဲ့အတိတ်ကနာကျင်မှုတွေဟာမင်းရဲ့အနာဂတ်အတွက်လောင်စာတွေပဲဆိုတာပါပဲခင်ဗျားရဲ့ဘဝမှာလည်းအခုချိန်မှာပကုံးပြုတ်သလိုနာကျင်နေရတဲ့ခက်ခဲတွေရှိနေနိုင်ပါတယ်ဒါပေမဲ့ရှုံးမပေးပါနဲ့ရှုကားလိုပဲအဲ့ဒီနာကျင်မှုတွေကိုအောင်မြင်မှုအဖြစ်ကြောင်းလဲပစ်လိုက်ပါမင်းရဲ့ကဘာမှာမင်းကသူရဲကောင်းပဲဖြစ်ရမယ်ဒီနေ့တော့ဒီလောက်ပါပဲနောက်တစ်ပတ်မှာပြန်တွေ့ကြမယ်ဗျာ